ဒီနေ့မှာတော့ glow skin ပတ်တူးလေးကိုဆက်ပြီးတော့ပြပေးသွားပါမယ် glow skin ပတ်တူးလေးမှာဆိုလို့ရှိရင်ကိုက exfoliating လုပ်တယ်ပေါ့နော် exfoliating လုပ်တယ်ဆိုလို့ရှိရင်ကိုကတစ်ပတ်ကိုတစ်ခါလောက်ပဲလုပ်ပါတယ်မမိုးကတစ်ပတ်တစ်ခါဒါမှမဟုတ်10ရက်တစ်ခါပေါ့နော်အခါတလေရက်လွန်သွားတဲ့ခါလဲ10ရက်တစ်ခါလောက်မှမမိုးကလုပ်ဖြစ်တယ်အဲ့ဒီထက်တော့မမိုးရှေ့တိုးပြီးတော့မလုပ်ဘူးပေါ့နော်တချို့က exfoliating ကိုအရန်လုပ်တဲ့လူမျိုးတွေရှိတယ်အဲ့လိုလုပ်လို့ရှိရင်အသားရည်တွေပျက်စီးနိုင်တယ် skin care လုပ်တယ်ဆိုတာကလိုတဲ့လောက်ပဲကောင်းတယ်အလွန်ကျွံလို့ရင်အသားရည်ပျက်စီးသွားနိုင်တယ်ပေါ့နော်အဲ့ကြောင့် exfoliating ကိုအရင်မလုပ်ပါနဲ့ exfoliating လုပ်တယ်ဆိုတာဘာကိုပြောရလဲဆိုတော့ clay matte တွေကတ်တာမျိုးပြောတာ scrub တိုက်တာမျိုးတွေပြောတာ scrub ဆိုလို့ရှိရင်လည်း scrub ကိုအပျော်စားလေးတွေသုံးပေးရတယ် clay matte ဆိုလည်း clay matte ပေါ့နော်နှစ်ခုကြီးမသုံးရဘူးတစ်ခုပဲသုံးရမှာနော်တစ်ခုပဲလောက်ပဲသုံးတယ်ဆိုရင်ရတယ်နော်အဲ့ဒါလေးကိုသိဖို့လိုပါတယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်မျက်နှာတက်တာပေါ့နော်မျက်နှာတက်ကိုကြတော့တစ်နေ့ကို2ကြိမ်ထက်ပို့ပြီးတော့မသုံးသင့်ပါဘူး2ကြိမ်သုံးတယ်ဆိုရင်လုံလောက်တယ်မနေ့တစ်ကြိမ်ညတစ်ကြိမ်သုံးမယ်ပေါ့နော်အဲ့ဒါအရေးကြီးဆုံးပဲမျက်နှာတက်ကို2ကြိမ်ပဲသုံးရင်ရပါပြီပြီးပြီဆိုလို့ရှိရင်ကိုကမျက်နှာတက်ပြီးချင်းမှာမျက်နှာလေးကိုအဆိုးဓာတ်ဖြည့်ဖို့လည်းအရေးကြီးတယ်ပေါ့နော်မမိုးဆိုလည်းအများတန်းလုပ်တယ်မျက်နှာလေးတက်ပြီးသွားပြီဆိုတာနဲ့မမိုးကတော့ hydrating toner လေးကိုhydrating toner လေးကိုမျက်နှာပေါ်ကိုတင်ပြီးတော့ပပပုတ်ဆိုအဲ့လိုပုတ်လိုက်တယ်ပေါ့နော်hydrating toner လေးကိုကြတော့လက်ထဲကိုထည့်ပြီးသွားပြီဆိုရင်မျက်နှာလေးကိုဒီလိုမျိုးလေးတွေပုတ်ဆို hydrating toner လေးတွေကကြတော့အဲ့လိုသုံးတာပို့ပြီးအဆင်ပြေတယ်ပေါ့နော်အဲ့လိုလေးတွေသုံးရတယ်တကယ်လို့ hydrating toner မရှိဘူးဆိုရင်ကိုက moisture သုံးလို့ရတယ် hydrating toner hydrating toner ကဘယ်လိုမျိုးလေးတွေလဲဆိုတော့မသိတဲ့သူတွေအခုမှမို့ဒါလေးတွေပြပေးထားတယ်ဒီလို rich toner မျိုးတွေဒီလို mid toner မျိုးတွေအဲ့ဒါတွေကဟိုတာပေါ့နော်အဆိုဓာတ်ထိန်းတဲ့ toner မျိုးတွေဒါတွေဆိုအရင်ကနာမည်ကြီးတဲ့ brand တွေပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုရှိသေးတယ်သူက moisturizing toner ဆိုပြီးတော့အဲ့လိုစကလုံးလေးတွေနဲ့လာတာလေးလည်းရှိတယ်ပေါ့နော်ဒါက hydrating toner မသိတဲ့သူတွေအတွက်ကိုပြပေးတာပါပြီးပြီဆိုလို့ရှိရင်ကိုက skin care ကိုညာပိုင်းလိမ့်တယ်ပေါ့နော် skin care ကိုညာပိုင်းလိမ့်တယ်ဆိုတဲ့အခါကျရင်လည်းတစ်ခုစိတ်ဝင်သွားပြီဆိုမှနောက်တစ်ခုကိုသုံးရတယ်ပေါ့နော်ဥပမာ toner သုံးတယ်ဆိုရင်မျက်နှာပေါ်မှာစပြီးထည့်လိုက်တဲ့အခါမှာမျက်နှာမှာအရည်လေးကဆူနေတယ်ကွာပြီးလို့ရှိရင်အဲ့လိုလိမ့်ပြီးသွားပြီမျက်နှာလေးကိုသေချာ blend လိုက်တယ်ပေါ့နော်အဲ့လိုသေချာလေးတွေဖြန့်ပေးပြီးသွားပြီဆိုရင်6သွားအဲ့ဒါဆိုသူစိတ်ဝင်သွားတယ်လို့ခေါ်တယ်အဲ့လိုစိတ်ဝင်သွားပြီဆိုမှနောက်တစ်မျိုးကိုလိမ့်ပေးရတယ်အဲ့ဒါဆိုပို့ပြီးတော့ skin care ကအာနိသင်ပို့ပြီးကောင်းတယ်ပို့ပြီးတော့စုပ်ယူနိုင်တယ်ပေါ့နော်အဲ့ဒါကကြတော့ဒါ skin care ကိုစနစ်တကျလိမ့်တာလေးတွေပေါ့နော်